မင်္ဂလာပါအမမတွေ့ရတော့ကြာပြီနော်ဟုတ်တယ်ညီမလေးအမဘာလေးလမ်းပါလားညီမလေးဟုတ်ပါဈေးတွေရောဘယ်လိုချင်းနေရှိလဲညီမလေးဈေးရတော့မရေပြောမနေနဲ့ဈေးရတော့ညီမလေးပြောမှအားနာတယ်မဟိုကညီမလေးရေဘူးချပေးပါအောင်ဟဲဘာတွေကဘာတွေတော့ညီမလေးဘာတွေထားပေးထားလဲဒါတွေကဒါကြတော့မရေအမကညီမလေးဈေးပြောပေးရမှာလေမတကားလေးစိုက်နေမပြောသေးဘူးဈေးရှင်ပြောဖို့တော့ကိုညီမကဒါလေးဆောင်းနှားသိလို့အမကိုအဲ့ဒါလေးရေချပေးရညီမလေးအမကိုလန့်အောင်တော့မလုပ်နဲ့အမသုံးပဲစိုက်နေရပဲစိုက်လေးလေအမမမကလေးစလိုက်ကိုလေးပြပက်လဲညီမလေးအသားလက်စားအလာဒီနဲ့ပဲညီမလေးမပုံကြတဲ့အတိုင်းပဲကြအလာနဲ့ရပဲနော်အသားလက်စားအလာနဲ့ရပဲလေးပြပက်လဲလေနော်အားဆိုရင်ညီမလေးဈေးပြောပေးမယ်ဈေးကသားလက်စားဆိုရင်အမဈေးလေးတွေပြောင်းသွားရင်နော်ဈေးနှုန်းတက်တယ်ဈေးမရဘူးဟာမဒီဈေးမရတော့ဦးတဲ့အမဈေးနှုန်းပြောင်းသွားလို့လေနော်အဲ့ဒီညီမလေးထပ်ပြောပြမှာအသားလက်စားအလာတွေလဲညီမလေးဈေးတွေကဘယ်လောက်ထိအောင်တက်သွားတာလဲလောက်ပါအောင်အမတစ်ချက်ကိုမဆရာကလေမှန်စိတ်တယ်လို့အဲ့ဒီနဲ့များတော့ဘူးပြဒီဈေးနဲ့မရတော့ဘူးလားညီမလေးကဝေးတမဲချေတော့ညီမလေးလို့အမအချိတ်တက်များတယ်ညီမလေးလို့ဝေးတမဲချေခုံညမ်းကုမ္ပဏီတွေကအခုလေသူတို့အယောင်းပိတ်လိုက်ပြီတဲ့ပြီးတော့လေလုံးဝမရောင်းဘူးတော့တစ်ချက်မှမရောင်းနိုင်တော့ရောင်းပိတ်လိုက်တော့ရနော်ညီမလေးပေါင်ချလေးချက်လိုက်ပါလားညီမလေးဘာလို့ပိတ်ပြီဆိုတော့လေးလို့ပါမကိုရှိသွားမှာညီမလေးလောက်ပါနော်အယောင်ပိတ်သွားပါညီမလေးအားလာပါတယ်မအယောင်ပိတ်သွားလို့Oh, maybe so naughty, so naughty, so naughty. We gon' get on it, you know.